ရက်သိနေနော်ရပါနေပါเดี๋ยวหมดฟังตัวพยาเดี๋ยวหมดวะเนี่ยคนไปพุ่งฟังฝีๆดาดิเดี๋ยวหมด小心电，主要是小心电。ခေါင်းတိုက်ကြီးပြောရင်ဘယ်လိုလုပ်မလဲဒီပါလားနားပါရကွာတိတ်走啊往这边走啊走啊လုံးမငါလေးလောက်နေတာမန်းလေးမှာ走啊ငလေးကမပြီးသေးဘူးနော်ငလေးကမပြီးသေးဘူးကြံနေတယ်ဒီနေရာကောင်းတယ်တိုက်တုံးကြတောင်းတော့ဒီနေရာလွတ်တယ်ဟုတ်တယ်ငလေးကလည်းထက်လို့ရင်တော့ပြုံပါသီလားပြုံမဲနေတာခုနကဒီကောင်နှဲ့ထားပြီးသွားပြီဟိုတယ်အောင်မန်းပြုတ်သွားတာသူတွေအများကြီးရှိမှတင်တယ်နော်ဟောဘယ်လိုလုပ်ကြမလို့ဟာငလင်းလောက်တာငလင်းတအားချမ်းတယ်ဟိုတယ်အောင်မန်းပြုတ်သွားပါပြီဒီထဲမှာလူတွေအများကြီးပိတ်နေတယ်ဟိုတယ်အောင်မန်းပြုတ်သွားတယ်ဟာတနာပါလေကွာအောက်မှာလူတွေအများကြီးရတယ်တော့ကြရမှာယနေ့မြန်မာစံတော်ချိန်တနာရီခန့်ကလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့စကိုင်းမြို့နဲ့မန္တလေးမြို့တို့ဆက်သွယ်ထားတဲ့စကိုင်းဟောင်းတရားတီယနေ့မတ်လ28ရက်နေ့မြန်မာစံတော်ချိန်တနာရီခန့်ကလှုပ်ရှားသွားတဲ့ငလျင်ကြောင့်ကျိုးကျပျက်စီးသွားကြောင်းသတင်းရရှိပါတယ်။စကိုင်းတရားနှစ်ခုရှိတဲ့အနက်စကိုင်းမြို့နဲ့အင်းဝမြို့ဟောင်းကိုဆက်သွယ်ပေးထားတဲ့အင်းဝတရားကျိုးကျပျက်စီးသွားခြင်းလည်းဖြစ်တယ်လို့သိရှိရပါတယ်။စကိုင်းတရားဟောင်းကျိုးကျပြီးငလျင်ကကြမ်းတမ်းမှုရှိခဲ့ပါတယ်။ယနေ့မွန်လယ်ပိုင်းလှုပ်ခတ်သွားတဲ့ငလျင်ကိုမြန်မာနိုင်ငံ၌တာမကအိန္ဒိချင်းထိုင်းနိုင်ငံမြို့နဲ့အနှံ့အပြား၌သိရှိခံစားခဲ့ရအကြောင်းကိုလည်းသိရှိရပါတယ်။ငလျင်ကတော်တော်ကိုပြင်းပါတယ်။2 မိနစ်လောက်လှုပ်ခတ်သွားတာဖြစ်ပြီးအိမ်ရှိမှာရပ်ထားတဲ့ကားတွေသူ့လူတယောက်ရှေ့ကိုရေးသွားတာကိုလည်းတွေ့ရှိရပြီးမဲဆောက်မြို့နယ်မြန်မာပြည်သူတို့ကပြောပြလာတာကိုလည်းသိရှိရပါတယ်။ငလျင်ပြင်းအားနဲ့ဗဟိုပြုရာနေရာကိုနောက်ဆက်တွဲထိခိုက်ပျက်စီးမှုများကိုလည်းစုံစမ်းစစ်ဆေးနေစေမို့လို့မိတို့မိဘုံလှုပ်ခတ်သွားသည်ဆိုတာကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ယခုလက်ရှိကြည့်ရှုနေတဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့လည်းမမေ့နဲ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်
ရှိမှာပဲဟိုးယိုအော်ဒီကတော့တော်တော်ကြီးသွားပြီ တိုက်ထဲမှာတော့လူတွေရှိနေငိုးနေတယ် 好几条。 哦，完全倒光了。 ဟာဟိုတယ်အောင်မန်းပြုတ်သွားတာလူတွေအများကြီးရှိမှရှင်တယ်နော်ဟောဘယ်လိုလုပ်ကြမလို့ဟာငလင်းလောက်တာငလင်းတအားချမ်းတယ်ဟိုတယ်အောင်မန်းပြုတ်သွားပါပြီဒီထဲမှာလူတွေအများကြီးပိတ်မိနေတယ်ဟိုတယ်အောင်မန်းပြုတ်သွားတယ်ဟာတနာပါကွာအောက်မှာလူတွေအများကြီးရတယ်တော့ကြရမှာဒီဘက်ကနေ去哪里？哦，陈哥，陈哥，你把那挂嘞。 ဟိုတယ်အောင်မန်းပြူသွားတယ်လူတွေအများကြီးပိတ်မိနေတယ်ကားတစ်စီးလုံးရတာမရှိတော့ပါဘူးလစ်သွားပြီ တိုက်လူကြငွေရှိရတယ် လူရှိကြရမှာလေ 这个花，我们တိုက်လူကြတယ်